မင်္ဂလာပါရှင်မီရာဘိုက်ကနေပြန်လဲကြိုဆိုပါရယ်လူအများနဲ့ပြောဆိုဆက်ဆံရတဲ့အခါဒါမှမဟုတ်လူပုံအလဲရောက်တဲ့အခါခုပုတ်ကိုယုံကြည်မှုမရှိသလိုခံစားရပြီးစိတ်လှုပ်ရှားနေတတ်ပါသလားတကယ်တော့ယုံကြည်မှုဆိုတာမွေးရပါလာတဲ့အရာထက်စိတ်ပညာနည်းလမ်းတွေနဲ့လေ့ကျင့်ယူလို့ရတဲ့အရာတစ်ခုဖြစ်ပါတယ်ဒီနေ့မှာတော့ဘယ်နေရာတော့သင်ကိုယ်သိယုံကြည်မှုအပြည့်နဲ့ဆွဲဆောင်မှုရှိစေမဲ့စိတ်ပညာနည်းလမ်း၅ချက်ကိုဝေမျှပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်အချက်နံပါတ်1ခန္ဓာကိုယ်ဘာသာစကားကိုအသုံးချပါစကလုံးတွေထက်ခန္ဓာကိုယ်လှုပ်ရှားမှုကတစ်ဖက်လူအပေါ်ပိုပြီးတက်ရောက်မှုရှိပါတယ်။စကားပြောတဲ့အခါပခုံးကိုမတ်မတ်ထားပြီးနှွေးထွေးရဲ့အပြုံးနဲ့မျက်လုံးစင်းဆောင်ကြည့်ပြီးပြောဆိုပါ။ဒါကတင့်ကိုယုံကြည်မှုရှိတဲ့သူယူသားတဲ့သူအဖြစ်တစ်ဖက်လူကမြင်စေနိုင်တယ်လို့တင့်စိတ်ထဲမှာလည်းပိုပြီးရဲဝင်လာစေပါတယ်။အချက်နံပါတ်2တစ်ဖက်လူဤနာမည်ကိုထည့်သွင်းခေါ်ဆိုပါ။လူတစ်ယောက်အတွက်မိမိရဲ့နာမည်ဟာကမ္ဘာပေါ်မှာအချိုမင်းဆုံးအတန်ဖြစ်ပါတယ်။ဟိုလူဒါမှမဟုတ်တငယ်ချင်းလို့ခေါ်မဲ့အစားတစ်ဖက်လူရဲ့နာမည်ကိုထည့်ခေါ်ပြီးစကားပြောခြင်းကရင်းနှီးမှုကိုချက်ချင်းဖြစ်ပေါ်စေပါတယ်။ဒီကိုပြုလုပ်ခြင်းကဆက်ဆံရေးကိုတင်ကထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ခံစားချက်ကိုရစေပြီးယုံကြည်မှုကိုတိုးတက်စေပါတယ်။အချက်နံပါတ်3နားထောင်ခြင်းအမှုပညာကိုကျင့်သုံးပါ။ယုံကြည်မှုရှိတဲ့သူဟာကိုယ်တိုင်အများကြီးပြောနေရတဲ့တစ်ဖက်လူပြောတာကိုပိုပြီးအာရုံစိုက်နားထောင်ပြီးတတ်ပါတယ်။စကားပြောနေရင်ကြားဖြတ်မပြောပဲအာယုံစိုက်နားထောင်ပေးခြင်းကတစ်ဖက်လူကိုငါ့ကိုတမိုးထားတဲ့ဆွဲခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်။အပြန်အလှန်အားဖြင့်တင့်ကိုလည်းလူချစ်လူခင်ပေါ်များစေပြီးယုံကြည်မှုရှိတဲ့ခေါင်းဆောင်တစ်ယောက်လိုမြင်စေမှာပါ။အချက်နံပါတ်4အငင်းပွားမှုကိုရှောင်ကျဉ်ပြီးယဉ်ကျေးစွာတုတ်ပြန်မှာခုကိုယုံကြည်မှုရှိတဲ့သူကအနိုင်ရခြင်းစိတ်နဲ့အခြေအတင်နင်းခုန်ဖို့ဘလို့အပ်ပါဘူး။တစ်ဖက်လူနဲ့အမြင်မတူရင်တော့မင်းပြောတာမှားတယ်လို့တိုက်ရိုက်မပြောပဲမင်းပြောတာလည်းစိတ်ဝင်စားစရာပဲငါကတော့ဒီလိုလေးမြင်မိတယ်ဆိုရရင်ကျေးတဲ့အတုံးနှုံမျိုးကိုတုံးဆွဲပါဒါဟာတင်ရဲ့ရင်းချက်မှုနဲ့ကိုယုံကြည်မှုကိုအထင်အရှားပြတာရရောက်ပါတယ်အချက်နံပါတ်5ချီးမွမ်းခြင်းနဲ့အတိမတ်ပြုခြင်းကိုပြုလုပ်ပါတစ်ဖက်လူရဲ့တကယ့်ကောင်းကွက်ကိုရှာပြီးအတိမတ်ပြုစကားပြောခြင်းကတင်းရဲ့စိတ်နဲ့စိတ်ထားကိုမြင့်တင်ပေးပါတယ်ဝတ်စားစင်ရမှုတာမကသူတို့ရဲ့စ조사အထောက်မှုဒါမှမဟုတ်ဇေယျကောင်းလေးတွေကိုပါချီးမွမ်းပေးပါအခြားသူတွေကိုအပိတ်ချီးမြှောက်နိုင်ခြင်းကတင့်ကိုယ်တည်းယုံကြည်မှုအပြည့်ရှိနေကြောင်းပြသတဲ့အရှိဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ဒီအချက်၅ချက်ကိုလက်တွေ့ဘဝမှာပုံမှန်ကျင့်သုံးကြည့်မယ်ဆိုရင်တင့်ရဲ့လူမှုဆက်ဆံရေးမှာတိတိတတ်တာပြောင်းလဲလာတာကိုတွေ့ရမှာပါယုံကြည်မှုဆိုတာတနေ့ချင်းတည်ဆောက်လို့ရတာမျိုးမဟုတ်ပေမဲ့အခုကစပြီးစ조사ကြည့်ဖို့အားပေးချင်ပါတယ်ရှင်ဒီဗီဒီယိုလေးကတဲ့အတွက်အကျိုးရှိစေရဆိုရင် like ပေးခဲ့ဖို့နဲ့နောက်ထပ်လည်းစိတ်ပညာနဲ့အောင်မြင်မှုဆိုင်ရာဘူးတုတတွေကိုသိချင်တယ်ဆိုရင်တော့ကျမရဲ့ Mirabai Channel လေးကို subscribe လုပ်ထားပေးဖို့မမေ့နဲ့အောင်နော်အားလုံးပဲယုံကြည်မှုအပြည့်နဲ့ပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်